Hello ဒီနေ့ကတော့ပြူးဦးလင်မှာတစ်ဖွင့်လှစ်ထားတဲ့သူ့မင်္ဂလာစေးသူကြီးကိုတွားရောက်လည်ပတ်တဲ့ vlog လေးဖြစ်ပါတယ်။ရောက်ချင်မှာပဲလေးလွာမှာရှိတဲ့ကိုကိုပတ်မှာတွားရောက်ပြီးတော့ပြန်ကားမောင်းခဲ့ပါတယ်။ပြန်ကားမောင်းတာအရင်မိုက်ပါတယ်။တယောက်တည်းမောင်းတာထက်စာရင်တငယ်ချင်းနဲ့နှစ်ယောက်ပြိုင်ပြီးတော့ရှင်မောင်းရတာပုံမိုက်ပါတယ်။ speed တင်လေးပုံမောင်းလို့ကောင်းလေးပါပဲ။ပြန်ကားမောင်းလို့ပြီးတော့အောက်ထပ်မှာလည်းကလေးကစားစရာတွေပဲရှိတာဖြစ်လို့အပေါ်ဆုံးတက်ကိုတက်ခဲ့ပါတယ်။အပေါ်ဆုံးတက်မှာတော့ Ninja Zone ရှိပါတယ်။ Ninja Zone ကတော့ American Ninja Warrior နဲ့ Wipeout တို့လို game show တွေကိုကြိုက်တဲ့သူဆိုလို့ရှိရင်လုံးဝဒါကိုယ်တိုင်ကိုကြပါဝင်ပြီးတော့အဲ့ game ထဲမှာဆော့တယ်လို့မျိုးကိုဆော့လို့ရမယ့်နေရာတစ်ခုဖြစ်တယ်ပေါ့နော်။ဘာဆော့ရမလဲရှာနေတော့ reverse bungee ride ကိုတွေ့ရတယ်နှစ်ယောက်လုံးစီးခဲ့ပါတယ်။နှစ်ယောက်လုံးကပေါင်း200ကျော်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြင့်ကတော့အဲ့လောက်ပဲရောက်တယ်ပေါ့နော်။ဒါလို့ပိန်တဲ့သူသာစီးမယ်ဆိုလို့ရှိရင်ဒီတက်ပိုပြီးမြင့်ရောက်ပြီးပိုပြီးခုန်ပြီးတော့စီးလို့ပိုကောင်းမှာပေါ့နော်။ပြီးတော့ climbing wall game တွေဆော့ခဲ့ပါတယ်။ကြည့်ရတာတော့လွယ်ပေမဲ့တကယ်တမ်းအပေါ်ရောက်ခံဒီလေးပိုခက်လာလေးဖြစ်ပြီးတော့ပို့ပြီးတော့အသေးရဖို့ကောင်းလာလေးဖြစ်ပါတယ်အမြင့်ကနေခုံချရတာတော်တော်အသေးရဖို့ကောင်းတယ်ပေါ့နော်အမြင့်ကနေခုံချရဲဆိုပေမဲ့ကြောက်စရာတော့မလိုဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ safety game equipment တွေအပြည့်အစုံကိုဝတ်ဆင်ပြီးတော့စိတ်ချရပြီဆိုမှဒီကဝန်ထမ်းလေးတွေကအကုန်လုံးကလွတ်ပေးတာပေါ့နော်ဆိုတော့စိတ်ချလက်ချဆော့လို့ရတယ်ပေါ့နော်စိတ်ပူစရာမလိုဘူးပေါ့ climbing walking တွေဆော့မယ်ဆိုလို့ရှိရင်တော့လက်အိတ်လေးပိုင်းပိုကောင်းတယ်ပေါ့နော်မဟုတ်ရင်လက်နည်းနည်းနာတယ် playground ကအရန်ကျယ်ပြီးတော့ဆော့စရာတွေကလည်းအရန်များတဲ့ကြောင့်မလို့ပေါ့နော်ဘာဆော့လို့ဆော့မှမသိဘူးအဲ့ဒါနဲ့တွေ့ရ short ပဲကောက်စီခဲ့ပါတယ်ပြီးတော့ indoor zip line စီးဖို့အတွက်ကိုပေါ်တက်ခဲ့ပါတယ် zip line စီးတဲ့အခါမှာလည်း safety gear တွေကုန်ဝတ်ဆင်ထားတာဖြစ်တဲ့ကြောင့်မလို့တုတ်ကျသွားလဲစိုးရင်စရာမလိုပါဘူး zip line စီးပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအဆင်းတဲ့လေကားစီကိုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့အစစ်စစ်သွားရတယ်ပေါ့နော်အဲ့ဒီမှာကျိုးချောင်းပေါ်လျှောက်ပြီးတော့ခန္ဓာကိုယ် balance တင်အောင်ထိန်းပြီးတော့ပေါ့နော်သွားရတယ်တော်တော်မိုက်တယ်အရန် fun ဖြစ်တယ်ပေါ့နော်ဆောရတာတော့တယောက်တည်းဆောရတဲ့စားလို့ရှိရင်ပေါ့နော်တကယ်ချင်း2ယောက်ပေါ့နော်ဟိုဘက်ဒီဘက်2ယောက်ပြိုင်ပြီးတော့ဘယ်သူအရင်ရောက်လဲဆိုပြီးတော့ကြံရတာပို့ပြီးတော့မိုက်တယ်ပို့ပြီးပျော်ဖို့ကောင်းတယ်ပေါ့နော်အောက်ထပ်မှာဆိုလို့ရှိရင်လည်းဒီ jumping trampoline တွေရှိတယ်ပေါ့နော်ခုံရတာအရန်မိုက်တယ်အရန် fun ဖြစ်တယ်basketball လည်းဆော့လို့ရတယ်ကိုရီးယား basketball အရန်ကျွမ်းတာပေါ့နော်အနီးကပ်ဖြစ်တာတော့မဝင်ပါဘူးကိုတငယ်ချင်းအုပ်စုလိုက်လာမယ်ဆိုလို့ရှိရင်တငယ်ချင်းချင်းပြိုင်ပြီးတော့ဆော့လို့ရတယ်ပေါ့နော်အဲ့လိုဆော့လို့ရတဲ့ game တွေလည်းအများကြီးထားပေးထားတယ်ဆော့လို့တော့မနိုင်ဘူးပေါ့နော်များလုံးလို့ဒီဘက်မှာဆိုလို့ရှိရင်လည်းဘောလုံးကန်လို့ရတယ်ပေါ့နော်ဘောလုံးကန်ပြီးတော့ကိုတင်လို့ရပါတယ်နောက်ပြီးတော့ laser maze game နဲ့ရှိတယ်ပေါ့နော်ကိုတကယ်ချင်းအုပ်စုလိုက်လာပြီးတော့ laser တွေရှောင်ပြီးဆော့တာအရင်မိုက်ပါတယ်ဒီဘက်မှာလည်းတနက်ပြတဲ့နေရာရှိတယ်ပေါ့နော်ပိန်ဘောပြတယ်လို့ပြလို့ရတဲ့နေရာပါအကုန်ဆောအောင်ဆော့ဖို့ဆိုရင်တော့တနေ့ကုန်ချိန်ပေးမှရမှာပေါ့နော်ညနေ9:00နာရီလဲကြော်နေပါပြီမန္တလေးလဲပြန်ရအောင်ပါဆိုတော့နောက်ကျရင်အမေစုမှာဆိုလို့ပြန်ပါပြီဘိုင်ဘိုင်